ပြစရာရှိလို့ဒါဘာလို့ထင်လဲတိလားစနွေးရွက်နော်စနွေးရွက်စင်ကာပူမှာစနွေးရွက်ရှိတယ်ပေါ့နော်တွေ့တိုင်းဝယ်စားဖြစ်တယ်ဒီတစ်ခေါက်ကကြတော့ဗာလဲအန်တီစီမှာတွေ့ခဲ့တယ်ကွယ်သူကဒီဗာလဲဝက်မကတ်မှာရောင်းတယ်လို့မျိုးထက်ကိုဘယ်လိုပြောရမလဲပို့ပြီးတော့နှုတ်တယ်ပေါ့နော်နှုတ်တယ်ဆိုတော့အဲ့ဒါနဲ့နှစ်ထုပ်ဝယ်လာတယ်ဒီမှာငါးကိုလေငါးကိုကွာဒီရွက်နဲ့မထုတ်ပဲနဲ့စနွေးရွက်နဲ့ထုတ်ပြီးတော့ချက်ရင်လဲအယံမှုတယ်ကိုကတော့ငါးချက်ဖို့မဟုတ်ဘူးဒီအတိုင်းရေနွေးစိန်တောက်ဒါမှမဟုတ်လို့ရှိရင်လဲတိုးစရာအနေနဲ့စားဖို့ဝင်လာခဲ့တယ်နှစ်ထုပ်တစ်ထုပ်မှာ4ရွက်လောက်ပါတယ်4ရွက်လောက်ပါတယ်ဆိုတော့တစ်ရွက်ကတော့စားပြရပြီပေါ့နော်အခုကတော့3ရွက်ကျန်တယ်တစ်ထုပ်မှာ4ရွက်လောက်ပါတယ်အဲ့ဒါလာပြောပြတာ